905ကပါအဖန်905ကပါဆိုသည်မှာဖျားဟောမဟုတ်ဗုဒ္ဓဘာသာမြန်မာများစုရဲ့လွဲနေတတ်တဲ့အလွဲတွေကြောင့်စာတွေရေးပေးနေတာသိတော့တခါတယောက်ကအရှင်ဘုရားတပည့်တော်တို့မြန်မာတွေမှာကိုသက်သေရင်အဖန်905ကပါမှာအဲ့ဒီလိုပဲသက်သေပြီးသိရတယ်ဆိုတာဟုတ်ပါသလားဗျာဟုတ်တယ်ဆိုရင်တပည့်တော်ဖတ်ဘူးတဲ့စာအုပ်ထဲမှာယဟန်တစ်ပါးဟာကိုလက်ဘေးကိုဓာတ်နဲ့လှီးပြီးသက်သေသွားပြီမဲ့အဲ့ဒီအခိုက်မှာယဟန္တာဖြစ်သွားတယ်လို့လဲဖတ်ဖူးပါတယ်ယဟန္တာဖြစ်သွားရင်နောင်ဘဝမရှိတော့ဘူးမဟုတ်လားဗျာဒါဆိုရင်ဒီအဖန်905ကပါခံရတဲ့ကိစ္စတပည့်တော်တို့ဘယ်လိုနားလည်ရမလဲဗျာလို့မေးဘူးတယ်ဒီတကားပြောမှပဲဘုံတွေးထဲမှာဒီအဖန်905ကပါကိစ္စနဲ့ပတ်သက်ပြီးလွဲနေတဲ့မြန်မာတွေရဲ့အလွဲတွေကိုတင်ပြပေးဖို့စိတ်ကူရခဲ့တာဖြစ်တယ်ဒါကြောင့်လဲကိုသက်သေခြင်းနဲ့အဖန်905ကပါအကြောင်းကိုလွဲနေတတ်တဲ့အလွဲတစ်ခုဖြစ်အခုလိုတင်ပြခြင်းသာဖြစ်ပါတယ်တကယ်တော့အဲ့ဒီလိုကိုသက်သေရင်နောက်ဘဝတွေမှာလဲဘဝပေါင်း900တိုင်အောင်အခုလိုပဲသက်ပြီးသေရတယ်ဆိုတဲ့အယူဆဟာအတော်ကိုလွဲနေတဲ့အယူဆဖြစ်ပါတယ်ဖယားဟောမဟုတ်တယ်လို့ဂျန်ကန်မှာပါတဲ့အချက်လည်းမဟုတ်ပါဘူးပိဏကတ်တော်မှာပါလာတဲ့ဇတ်တော်တစ်ခုတော့ရှိပါတယ်အဲ့ဒီဇတ်တော်ကဧကနေပတ်မတကဗတ္တဇတ်ဖြစ်ပါတယ်ဒီဇတ်တော်မှာဒိတာပေါမောက္ခဆရာကြီးတဦးဟာသေသူကိုရည်စူးပြီးစိတ်တကောင်ကိုတတ်ဖို့ရေချိုးပေးချိန်မှာအဲ့ဒီစိတ်ဟာတပြိုင်တည်းမှာရဲလဲရဲပြီးငိုလဲငိုတယ်လို့ဆိုပါတယ်ဒါနဲ့ဆရာကြီးကဘာကြောင့်ရဲရလဲငိုလဲငိုတာလဲလို့မေးတော့စိတ်ကကျွန်ုပ်လည်းအတိတ်ဘဝတစ်ခုမှာအခုဆရာကြီးလိုပဲစစ်တကောင်ကိုလက်ဖြတ်တတ်ခဲ့မိလို့အဲ့ဒီအကုသိုလ်ဝတ်ကြွေးဟာဒီဘဝအထိဘဝပေါင်း499ဘဝတိုင်တိုင်လေဖြတ်အသက်ခံခဲ့ရကြောင်းဒီလိုဝတ်ကြွေးကိုနောက်တစ်ဘဝပဲခံပြီးရင်ကုံဆုံးတော့မှဖြစ်တာကိုတွေးပြီးဝမ်းသာလို့ရခြင်းဖြစ်ကြောင်းနဲ့မူတာကတော့အခုကျွန်ုပ်ကိုတတ်မဲ့ဆရာကြီးလဲကျွန်ုပ်လိုပဲဘဝပေါင်း900အသက်ခံရတော့မှာပါလားလို့တွေးပြီးစစ်မကောင်းဖြစ်မိတဲ့အတွက်ငိုချင်းဖြစ်ကြောင်းပြောကြားလိုက်တယ်ဒီတော့မှဆရာကြီးဟာကြောက်လန့်ပြီးစိတ်ကိုမတတ်တော့ပဲလှုပ်လိုက်ပါတယ်ဒါပေမဲ့အကုသိုလ်ဝတ်ကြွေရှိတဲ့စိတ်ဟာတနေရာမှာမိုးကြိုးထိလွှတ်လာတဲ့ကြောက်ချက်ထိပြီးလက်ပင်ပြက်ကတည်သွားခဲ့ရပါတယ်ဝတ်ကြွေပါလာတော့တူမသက်လဲတခုခုနဲ့တည်သွားရတဲ့သဘောပဲဖြစ်ပါတယ်ဒီဇတ်တော်လာအကြောင်းအရာကိုကြည့်ရင်စိတ်ဟာအတိတ်ဘဝလူဖြစ်စဉ်ကစိတ်တကောင်ကိုတတ်ခဲ့မိတဲ့ဝတ်ကြွေကြောင့်ဘဝပေါင်း900တိုင်အောင်အသက်ခံပြီးသေခဲ့ရတဲ့အဖြစ်ကိုတွေ့ရမှာဖြစ်ပါတယ်ဒါဟာကိုတတ်သိလို့အဖန်900ဘဝ900ခံရတာမဟုတ်ပဲသူများကိုတတ်မိတဲ့အကုသိုလ်ဝတ်ကြွေကြောင့်ဘဝပေါင်းများစွာအသက်ခံရတဲ့ဇတ်တော်လာအကြောင်းအရာပဲဖြစ်ပါတယ်ဒီဇတ်တော်လာအကြောင်းအရာကိုနားဆွန်နားပြကြားမိရာကကိုသက်သေရင်အဖန်905ကပါခံရတယ်ဆိုပြီးအမှတ်လွဲနေတာဖြစ်ကောင်းဖြစ်နိုင်တယ်သေချာတာကတော့ကိုသက်သေတဲ့အတွက်အဖန်905ကပါအထိအဲ့ဒီလိုထပ်တူသက်သေရမယ်ဆိုတဲ့အယူအဆဟာလွဲနေတယ်ဆိုတာအသေးချာပဲဖြစ်ပါတယ်ဒီလိုပြောတော့ကိုသက်သေတာအဖန်905ကပါခံရတာမဟုတ်ဘူးဆိုပြီးစိတ်ညစ်ညစ်နဲ့ကိုသက်သေတာလဲမလုံးမိကြဖို့လိုတယ်လူတော်များများကမဟုတ်တာဆိုသိပြီးအတူယူတတ်တာဆိုတော့သူများသက်သေတာတွေကြည့်ပြီးကိုသက်သေမိမှဆိုလို့ပြောရတာပါသေချာစဉ်းစားရမှာကအဲ့ဒီလိုစိတ်ညစ်လို့ကိုသက်သေတဲ့သူတယောက်ရဲ့သေဂာနိအစိတ်အစဉ်ဟာဘယ်လိုမှကောင်းတဲ့အစိတ်အတွေးမဖြစ်နိုင်တဲ့အတွက်ဒီစိတ်နဲ့ကိုအဆုံးစီရင်လိုက်မယ်ဆိုရင်ကောင်းတဲ့ဘုံဘဝမှာဖြစ်ဖို့ဆိုတာမလွယ်လှပါဘူးသေဂာနိမှာဖြစ်တဲ့စိတ်အစဉ်ဟာနောက်ဘဝမှာအရင်ကြိုးပေးတာဖြစ်တဲ့အတွက်
သေခါနီးစိတ်စဉ်ဟာအထူးသတိပြုရမယ့်အချက်ဖြစ်တယ်ဒီတော့သက်သေမှုနဲ့ပတ်သက်ပြီးကိုသက်သေတာနဲ့သူတစ်ပါးကိုသက်လိုက်တာမှာကိုသက်သေတဲ့အတွက်ဘဝ900အဖန်900အဲ့ဒီလိုပဲသက်ပြီးသေရတယ်ဆိုတာအခြေအမြင့်မရှိတဲ့စကားဖြစ်ကြောင်းနဲ့သူတစ်ပါးကိုကတတ်တာဆိုရင်တော့တတ်တဲ့စိတ်စေတနာအတိုင်းဒီအကုသိုလ်ဝတ်ကြွေးကိုပြန်လဲပိတ်ဆက်ရတတ်ပြီးအကုသိုလ်အပြစ်သိကြည့်ရင်ဘဝပေါင်း900အထိတောင်ခံရတတ်ကြောင်းအတိပြုကြရမှာဖြစ်တယ်ကိုသက်သေမှုအပိုင်းမှာလဲခန္ဓာကိုယ်ရဲ့အပြစ်ကိုမြင်ပြီးခန္ဓာကိုယ်ကိုညီငွေလို့တတ်လိုက်တဲ့အပိုင်းမှာအပြစ်မရှိပေမဲ့ဒေါသလျှောက်တတ်မိရင်တော့အပြစ်ဖြစ်တယ်အပြစ်ဖြစ်တတ်တယ်ဆိုတာခုနပြောသလိုသေဂာနီးစိတ်စဉ်ဟာမကောင်းတဲ့အတွက်သေပြီးနောက်အပယ်ပုံဘဝတွေအထိရောက်စေနိုင်တာဖြစ်လို့အပြစ်ဖြစ်တတ်တယ်လို့ဆိုရင်းပဲဗုဒ္ဓလက်ထက်ကဝဂလိအမည်ရှိတဲ့မထေရတစ်ပါးဟာခန္ဓာကိုယ်ကိုညီငွေ့ပြီးခန္ဓာကိုယ်ရဲ့အပြစ်ကိုမြင်တဲ့အတွက်ကိုယ်လည်းပင်ကိုဓာတ်နဲ့ဖြတ်ပြီးတတ်ခဲ့တယ်လို့ဆိုထားတယ်ဒါပေမဲ့အဲ့ဒီမထေရဟာဒီအခိုက်မှာဝေဒနာကိုရှုလိုက်တဲ့အတွက်ယဟန္တာဖြစ်သွားတယ်လို့ဂန္ဓဝဂသံယုတ်ပါဠိတော်49မှာဖော်ပြထားတယ်ဒါကိုကြည့်ခြင်းအပြင်ခန္ဓာကိုယ်ရဲ့အပြစ်ကိုမြင်ပြီးကိုသက်သေတဲ့အပိုင်းမှာဒီလိုသက်သေလိုက်တဲ့အတွက်အဖန်905ကဘာခံစီရမလို့တော့ဘူးဆိုတာသတိပြုရမှာဖြစ်ပါတယ်ဆိုလိုတာကမြန်မာအများအမှတ်မှားနေကြတဲ့ကိုသက်သေရင်အဖန်905ကဘာအဲ့ဒီလိုပဲသေရတယ်ဆိုတဲ့အယူအဆအားလွဲနေတဲ့အယူအဆဖြစ်ကြောင်းကိုသက်တဲ့ကံမဟုတ်ပဲသူများကိုသတ်ခဲ့တဲ့ပါဏာတိပါတကံမျိုးကသာကိုလုတ်ခဲ့တဲ့အကုသိုလ်ကံအကြီးအသေးကိုလိုက်ပြီးတခါတလေဘဝပေါင်း900အထိပြန်လဲအသက်ခံရတတ်ကြောင်းဆိုလိုတာပါကိုသက်သေတဲ့အပိုင်းမှာပါဏာတိပါတကံမမြောက်တဲ့အတွက်ပါဏာတိပါတကံကိုကျူးလွန်တဲ့အပြစ်အတိုင်းပြန်ခံရတာတွေမရှိပေမဲ့လောကဓာတ်ကိုမခံနိုင်လို့ကိုသက်သေတဲ့သူတယောက်ဟာအသေးမကောင်းတဲ့အတွက်ဘဝကူလည်းမကောင်းနိုင်တာဖြစ်လို့ဒီလိုနည်းနဲ့ကိုသက်သေတာလဲလွဲနေတဲ့အလွယ်တစ်ခုဖြစ်ကြောင်းသိစေချင်တာဖြစ်တယ်ဒါကြောင့်လွဲနေကြတဲ့အလွဲတွေထဲမှာကိုသက်သေရင်အဖန်905ကဘာအဲ့ဒီလိုပဲသက်သေရတတ်တယ်ဆိုတဲ့မြန်မာတွေရဲ့အခြေအမြင့်မရှိတဲ့အလွဲဟာလဲနည်းနည်းလေးမဟုတ်အများကြီးကိုလွဲနေတဲ့အလွဲတစ်ခုသာဖြစ်တဲ့အတွက်ဒီလိုအလွဲမျိုးကိုအစဉ်ဆက်ရိုးဆွဲနေအောင်မလွဲမိကြဖို့နဲ့တကယ်သက်ချင်တယ်ဆိုရင်ကိုယ်စိတ်မှာရှိနေတဲ့ကိလေသာတွေကိုသာပြည့်တတ်နိုင်အောင်ကြိုးစားကြဖို့တတိပေတိုက်တော်ရင်လွဲနေတတ်တဲ့အလွဲတစ်ခုဖြစ်အတိဝင်ကပြုပြင်နိုင်ဖို့စေတနာထားမေတ္တာဖြင့်အတိစကားပါလိုက်ရပါတယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးနားထောင်ပြီးတော့အားလုံးပဲအမှားအမှန်တွေခွဲခြားနိုင်ပြီးတော့ကိုဘဝအတွက်အကျိုးရှိအောင်နေထိုင်နိုင်သွားကြပါစေလို့ဆန္ဒပြုရင်ဆုမွန်ကောင်းတောင်းလိုက်ပါတယ်အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ